အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုเนาะအရန်စိတ်ဝင်စားဆရာကောင်းတဲ့ဗီဒီယိုတစ်ခုလေးကျွန်တော်တွေ့ခဲ့ပါတယ်အဲ့ဒါကိုကျွန်တော်တို့နောက်တစ်ခုကြည့်ကြရအောင်เนาะပြီးတော့ No. Never. Because Vietnamese, we are friends, we are family. We come here. And we look at you as my relatives. And my father, my mother, so Marco, we come here. Because we come to the people. Oh, come here. So, no. Come to the nó từ độ rồi đặt trên này dí ra mà không nó Remember that Vietnam and Myanmar. đúng không ạ vì mà cậu đã ngồi từ độ vào nó được cô nó độ sự gì mà là từ độ về nhà nó rồi đúng không mà gì Thank you so much. No. Never. Because we come here from the cái xe nhà con mà đấy luôn thằng nhà con We want to share food. No, ya la mañana. Cái tổ mới là tới, lấy cái mới. nhà lên nó xếp tha con lên tủ nè xếp tha mà lấy xin tất cả tủ tôi để khám mà để làm nó fit để nó hả tôi lấy sao phố con mà đấy tủ rồi này cho nó biểu hiện ra bài này rồi đi về xếp tha đi cái gì vậy đó bộ nó đi anh đi lấy gì vậy phố là thì này tủ rồi tiết lộ tủ à nên đi sai bên này lộ tủ à biểu tha đấy nó còn rồi sau tủ à tủ này có cuốn theo vì tu ye khăn đàn ngồi tất cả les tiền bao tu à cú miền mà bị tu bị ra đi nó đâu khai ra tu à thuê tu đâu cả bây giờ khi bị rồi đi anh đi lên biển đi rồi à chú xây nè nó tu à là phía đấy nhưng mà rồi nó cho nóပြောမယ်ဆိုရင်တော့သူတို့ဆိုရင်တော့တော်တော်လေးလေးစားဖို့ကောင်းတယ် DND လဲတော်တော်လေးလေးစားဖို့ကောင်းပါတယ်သူတော်တော်လေးသူကစိတ်ထားကောင်းပါတယ်လို့သူကမပေးနဲ့သူဈေးပေါ်လဲသူကလဲရလုံးဝမလိုဘူးတဲ့ငါတို့ဝေမယ်တဲ့ဒါတော့နော်ငါတို့တငယ်ချင်းပါတဲ့နော်ကျွန်တော်တို့ခမရတို့နဲ့ကျွန်တော်တို့ကအရင်တူမဟုတ်ဘူးတငယ်ချင်းပါတဲ့လုံးဝဘာမှခွေးမဆိုင်ပါနဲ့ဒါတော့ကျွန်တော်တို့ကတော်တော်လေးရင်းနှီးတဲ့လူကြီးပဲတဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ကိုပဲဆိုင်လိုက်မယ်ကျွန်တော်တို့ပဲဝေလိုက်မယ်လုံးဝမပေးပါနဲ့တဲ့ဒီစစ်သားလည်းပြောတာပေါ့လေနော်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်ပြောချင်တာကဘလောက်ထိသူတို့ကကျွန်တော်တို့ကိုမြန်မာဒီသူဒီသားများသူတို့စစ်ထဲမှာသူတို့ဘယ်လောက်ထိရှိခဲ့တာလဲနော်သူတို့နည်းနည်းသူတို့ကျွန်တော်တို့ဖိုက်ဆိုင်သူတို့ကဘယ်လဲဒုက္ခရောက်နေဆိုတာသူတို့ပြီးတယ်ဆိုတော့သူတို့ကတခွင့်တော့တစ်ချက်တောင်မှသူတို့လုံးဝမပေးခံဘူးနော်ရွေးလည်းမရွေးဘူးရွေးပြီးမှလည်းမကောက်ဘူးသူကတခါပြန်အပေါ်တော့လောက်တာပဲနော်ဆိုတော့သူငှက်ချက်မှာထင်းနေတယ်ဆိုတော့ဒီကကြီးနေစနေတော်လေးအန်ဒီကိုလည်းလေးစားတယ်ပြီးရင်သူတို့အဝေးကြီးကနဲ့လာပေးတဲ့သူဆက်တောက်ကြတယ်တော်လဲကျွန်တော်လေးစားပါတယ်လို့ဒီကနဲ့ပြောချင်ပါတယ်ကိုမြန်မာပြောလဲအများဆုံးအေးချပါစေလို့ဒီကနဲ့စူတောင်းပေးပါတယ်